ဒီတော့အကိုရဲ့နာမည်နဲ့အကိုရဲ့မိကြောင်မိတ်ဆက်ပြီးတော့ဗျာ ကျွန်တော်နာမည်ကကျွန်တော်ကောင်းဆက်လေးလို့ခေါ်လို့တော့ပါနော်ဒီလက်ရှိမှာ PNU မှာ Media Communication မိကြောင်တက်ရောက် ဒါဆိုရင်ဘာလို့ media communication မိကြောင်ရွေးချယ်နေကြရလဲ ကျွန်တော်ရဲ့ကိုယ်ပိုင်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အရင်ကတည်းကဒီရိုက်ကူးရေးပိုင်းနေစိတ်ဝင်စားလာရင်နောက်ရုပ်ရှင်ပိုင်းနေနေစိတ်ဝင်စားနေတဲ့ခါကျတော့လေ့လာကြည့်တဲ့ခါကျတော့ Media Communication ကရိုက်ကူးရေးပိုင်းနဲ့တွားလို့ရတယ်ဆိုတော့စောင့်ဖြစ်ကြည့်တယ် ဒီမိကြောင်တင်ပေးတဲ့အကြောင်းတွေအများကြီးရှိတဲ့ထဲမှာဘာဖြစ်လို့ Sunday ကိုရွေးခဲ့ရဘာလို့ Sunday ကိုရွေးခဲ့ရ Media Communication ကိုမှအပိုင်းကြီးကအပိုင်းရှိတယ်ရိုက်ကူးရေးပိုင်းနေရဲ့ဒီ channel 20ပိုင်းနဲ့အခုရှိတယ်ပေါ့နော် PNU ကကျတော့ channel 20ပိုင်းတက်တော့ပေါ်လာရောပေါ့နော်ရိုက်ကူးရေးပိုင်းကိုပြီးအားတက်မယ်ဆိုဒီဖြစ်ကြောင်းတွေကိုပို့ပြီးတော့ရွေးချယ်ရမယ်နေမှာပါတယ်ကျွန်တော်အနေနဲ့ကျတော့ကောင်းကောင်းကထားတယ် PNU ကကျတော့ဒီ ranking နဲ့မြင့်နေတဲ့အခါကျတော့လေ PNU ကလက်ရှိမှာအကောင်းဆုံးရွေးချယ်နေတဲ့ဒီမှာပါမယ်လို့ကျွန်တော်သိပြတယ် ဒီမိကြောင်ရှောက်တဲ့အခါပေါ့ထူးတလေပြင်ဆင်ခဲ့တာဘာတွေများရှိလဲတခြားမိကြောင်တွေနဲ့တူရဲ့လိုအပ်ချက်တွေရှိတယ် တခြားတီးတန့်ပြင်ဆင်ရမယ့်ဟာမျိုးတော့မရှိဘူးပေါ့နော်ဒီ media communication ကကျတော့သူကတခြား film major လို့လို့ဒါမှမဟုတ်လူပညာပိုင်းတချို့အရာတွေကကျတော့ပို့ပြီးတော့လက်တွေ့လောက်ရတဲ့အပိုင်းများတဲ့ major တွေကျတော့ပို့ပြီးတော့ပြင်ဆင်ရတဲ့ interview ပိုင်းတွေရှိမယ်ပေါ့နော်ကျွန်တော်တို့ media communication ကကျတော့ဒီ major နဲ့ပတ်သက်ပြီးတော့ကြိုလေးလာပေးတာတဲ့အပိုင်းတွေဒီပိုင်းတွေရှိဘူး အခုခုနပြောသွားတဲ့အချိန်မှာဆိုလို့ရှိရင်ရိုက်ကူးရေးပိုင်းနဲ့ဂျာနယ်လက်ဆင်ဆိုတဲ့နှစ်ပိုင်းရှိတယ်။အဲ့ဒီနှစ်ပိုင်းဟာစရှောက်ကလေးကဟိုကဘယ်ပိုင်းကောင်းလဲဆိုပြီးတော့မေဂျာအနေနဲ့ရွေးရတာဒါမှမဟုတ်လို့ရှိရင်တက်နေရင်းနဲ့မှရိုက်ကူးရေးပိုင်းကောင်းလဲဂျာနယ်လက်ဆင်ပိုင်းကောင်းလဲဆိုပြီးဆုံးဖြတ်တာဒီလိုမျိုးလေးမှာမဟုတ်ဘူး လူတိုင်းတယောက်ချင်းစီရဲ့အတွေ့ကောင်းတယ်လို့ရှိရင်ဘူးတော့ကျွန်တော်ကအရင်ကတည်းကဂျိုက်ကွေးပိုင်းကိုစိတ်ဝင်စားတဲ့ခါကျတော့အဲ့ရနေမှာကျွန်တော်မေးချင်စဉ်းစားဖြစ်တာပေါ့နော်ဖလင်ပိုင်းနဲ့ကျွန်တော်သွားလို့ရတယ်နောက် media communication နဲ့ဒီဂျိုက်ကွေးပိုင်းနဲ့ကျွန်တော်တို့ရွေးချယ်လို့ရတယ်ပေါ့နော်အဲ့ခါကျွန်တော်ကကျအစပဲကဂျိုက်ကွေးပိုင်းကိုလုံးဖို့စဉ်းစားထားတဲ့ခါကျတော့ထိုင်မိသားစုရွေးလိုက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုတက်မီနဲ့မှလည်းတကယ်လို့ပေါ့လို့ကိုယ်မသေးချာလေကိုယ်ပိုင်းသွားမှာလားတော့ဟိုခဏတော့ပြောလို့ချာနေစီပိုင်းသွားမှာသေချာရှိနေတက်နေနေမှာပေါ့ဒီခါကျတော့ရှင်လေးကြရွေးတဲ့ခါလည်းရှိအဲ့မှာဒီခါကျမှလည်းကိုအားနဲ့လည်းတော့ညာကြီးလိုက်လို့ပြေးဆောင်ရှိဘူးတယ် ဒီဘာတောင်မှာအတန်းကြီးကနေတန်းရဂျာနယ်လက်ဆင်ဆိုဘေးတန်းတော့ review like ဆိုတီးတန်ရှိနေတာမှာကိုကနောင်လိုက်တော့ရွေးယူရတယ် ဟုတ်တယ်အဲ့ဒါလည်းအဲ့လိုပဲသူကအတန်းတွေကဒီမဲ့အဲ့ဒီအတန်းဒီမဲ့ကြည့်လိုက်တယ်တိပဲရှင်ကျွန်တော်ဟောတာလေဘာလို့방송실습도가ဆိုရှင်ဒါပုံထားခြားလုံးနဲ့ပတ်သက်ပြီးတော့ရိုက်ကူးနဲ့ပတ်သက်ပြီးတော့တီးတန်တေးချင်ရမယ်အတန်းဆိုပေါ့နော်နောက်ခုနောက်မို့ရင်ဒီ channel စင်ပိုင်းဆိုတော့တက်ရှိတယ်မအောင်လုံးစားတယ်နောက်ပြီးတော့ဒီ news နဲ့ပတ်သက်တဲ့ဘယ်လိုရေးရမလဲဒီသတင်းတွေဘယ်လိုချီတော့မှာဟာလားဒီ program ရယူတီးတန့်လို့နာမည်ကြီးရှိတယ်ပေါ့နော်အဓိကတော့ elon ဆိုပြီး theory ဘိုင်းကိုသင်ပေးတဲ့အတန်းများဆိုတော့ channel စင်ပိုင်းကအဲ့လိုလည်းပတ်သက်တယ် ကိုလိုနေချာဝင်ဖို့ဆိုတော့ topic လိုပဲချက်ဘာသာစကားလိုပဲချက်ကလေးပဲဘယ်လောက်လဲဒါပေမဲ့အဲ့ဘာသာစကားကိုရခိုင်ရောဒီနေချာတော့စကောက်ကောက်နိုင်နေတာလည်းဟိုက်တော့တင်ပြုတ်လာတာစကားလို ကျွန်တော်အခုလက်ရှိဒုတိယနှစ်တန်းရောက်နေတဲ့ကာလအထိပေါ့နော်ကျွန်တော်တွေးမိတာဆိုတော့ပုံမှန်တို့တတ်မှတ်ထားတာဆိုတော့အကြောင်းတိုင်းမှာလည်း topic ကကွာနေဆိုတော့ခုစံတွေကကျွန်တော် site ကနေစပြီးတော့သူတို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်ဒီ media communication ကြတော့သူက channel စင်နဲ့တစ်ထားရိုက်ကူးရေးပိုင်းနဲ့ဖြစ်လာတဲ့အခါကျတော့ topic 5ဆိုတော့ဘယ်လိုမှကိုကျွန်တော်ခံစားမိတယ်ပေါ့နော်6လောက်ရှိနေမှာပေါ့ဆိုတော့အဲ့ဒီမှာရှိတဲ့ဒီစကားလုံးတွေကကျွန်တော်တို့ပုံမှန်သုံးနေကြစကားလုံးပို့တဲ့ပြင်မှာဒီစကားလုံးတွေပါတဲ့အခါဆိုတော့နည်းတော့ခက်တဲ့စကားလုံးတွေပါတယ် နောက်တစ်ခုကတော့ဟိုကျောင်းပြီးသွားလို့ရှိရင်ဒီမေဂျာနဲ့ရားနိုင်အလောက်ကိုဖွင့်တယ်ကိုရီးယားမှာလည်းဖြစ်စီကိုရီးယားမှာပေါ့နော်ဒီကကိုကျောင်းပြီးသွားလို့ရှိရင်ကိုရီးယားမှာလုံနိုင်တဲ့အလောက်ကိုဖွင့်တယ်ဒီပတ်သက်ပြီး အခုတက်ရှိရှင်ကြီးတော့အကြောင်းမပြီးသေးပြီပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီချိန်မှာပြန်စပြီးတော့ပြင်နေရတဲ့အချိန်ခါတော့ပေါ့နော်ဒီကျွန်တော်တို့အကြောင်းပြီးလို့ရှိရင်ဘယ်လိုဆက်လုပ်ကြလဲအဲ့ဒါကျွန်တော်လေးလာကြည့်ရသလောက်ပေါ့နော်ညာတော့အဖြစ်ကိုရီးယားမှာကျွန်တော်ဒီရိုက်ကူးရေးဘိုင်းကိုပြင်ကြတာများလို့ဆိုတော့ဘယ်လိုပဲစဉ်းစားကြည့်ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံခြားလူမျိုးပြောင်းနေနေကြတော့ဟိုတင်းစားဌာနလို့ပြီးပို့ကြနည်းနည်းလေးခက်ခဲလေးတော့ရှိနေမှာပေါ့နော်အဲ့ခါကျတော့များတော့အပြည့်ရိုက်ကူးရေးပိုင်းလည်းတွားတယ်ဒါပေမဲ့တခုရှိတာ media communication ကဘာမဲပဲအများကြီးကိုတွားလို့ရတဲ့ visa လည်းဖြစ်နေတဲ့ခါကျတော့ဟိုစီးပွားရေးပိုင်းလည်းပြန်တွားလို့ရတယ်လို့ခြား fashion ဘိုင်းတွေအခြားအရာတွေလည်းပြန်တွားလို့ရတယ်လို့ကျွန်တော်ထင်တယ်ဒီကတော့များတော့အပြည့်ရိုက်ကူးရေးကိုကြီးကအလုပ်ဝင်ဖို့ရနိုင်တယ် နိုင်ငံသားတယောက်အနေနဲ့ဒီမေဂျာယူထိုင်နိုင်ငံသားတယောက်အနေနဲ့ဘယ်လိုပြောလို့သတင်းထောက်တို့သတင်းကျင်ညာရဲ့သူတို့ဖြစ်ဖို့အားကြတော့အခွင့်အလမ်း
မပေါ်ဘူးပေါ့နော် ဒီနိုင်ငံနဲ့ကြည့်လို့ရှိရင် နိုင်ငံရေးကြည့်လို့ရှိရင်ပေါ့နော်ဘာသာစကားကျွမ်းကျင်ထားလို့ရှိရင်ခုနရိုက်ကူးရေးပိုင်းမှာအလောက်ကန်ရှာပေးရခက်နိုင်တာမှမဟုတ်ရွေရောက်ပြင်လဲပေါ်တော့ သူကဆိုတော့လေဘယ်လိုပြောမလဲဒီကတော့ဟိုခဏတော့ပြောသတင်းစာတိုင်းနဲ့ပတ်သက်တာလို့နောက်တခြားဒီကျွန်တော် lesson နဲ့ပတ်သက်တာကကျွန်တော် freelance လုပ်မယ်ဆိုလို့ရှိရင်ဖြစ်တော့ဖြစ်နိုင်မှာပေါ့နော်ဒါပေမဲ့တယောက်နဲ့တယောက်နဲ့ရည်ချင်းလဲကွာမယ်ခါကျတော့လုံးတဲ့လူရှိနေမှာပါဒါပေမဲ့ဒီကတော့ခဏတော့ရိုက်ကူးပိုင်းကျတော့ကျွန်တော်တွေးမိတာကျတော့ဟိုသူတို့ကဒီအကြောင်းပြီးတာနဲ့တင်ဟုတ်ပဲနဲ့ပေါ့နော်maybe video editing တစ်ခုခုမှဘယ်လိုမျိုး certificate မျိုးရှိတာလဲအဲ့လိုမျိုးအဓိကကတော့ကို့မှာဘာတွေထပ်ရှိတယ်လဲပေါ့နော်ဒါပါလားကအခွင့်အရေးချင်းဘယ်လောက်ရှိလဲပေါ့သူတို့အဓိကအဲ့ဒါကိုကြည့်နေတယ်အဓိကရှိစစ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်မှာဘယ်လောက်ထိခွားသုံးနေလုပ်ခဲ့တာလဲဘယ်လို activity ပါဝင်ခဲ့တဲ့အားတွေသူတို့အဓိကကြည့်တာပေါ့နော်ဒီမှာတွေ့ကြုံရှိလို့ရှိရင်အလုံးရနိုင်ပုံများနဲ့လည်းပါပြီးလို့ဆိုတော့ထင်တယ်နော်ဒီလူကြီးပဲဖြစ်ပေါ့ ခုလိုပြကြခဲ့တဲ့ဒီနေ့များတွေပါတယ် ဟုတ်ကျေးဇူးပါ